စကား6ခွန်းဆိုတာမြတ်စွာဘုရားပထမ3ခွန်းဒုတိယ3ခွန်းစကား6ခွန်းအဲ့ဒါပထမတစ်ခွန်းကပထမ3ခွန်းနဲ့နံပါတ်1ကဘာတော့ဆိုလို့ရှိရင်ကိုပြောတဲ့စကားဟာမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူများလည်းမကြိုက်ဘူးအဲ့စကားမျိုးနော်မှန်လဲမမှန်ဘူးပြောရင်အကျိုးလည်းမရှိဘူးပြီးတော့နားထောင်တဲ့သူကလည်းမကြိုက်ဘူးမှားလဲမှားတယ်အကျိုးလည်းမရှိဘူးနော်အကြောင်းအရာကမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူများမကြိုက်ဘူးနားထောင်တဲ့သူကလည်းမကြိုက်ဘူးအဲ့ဒီစကားမျိုးကိုမြတ်စွာဘုရားမပြောဘူးတဲ့နော်အဲ့ဒါဘယ်လိုစကားမျိုးလို့ဆိုတခိုးမဟုတ်တဲ့သူကိုမင်းကတခိုးပါလို့သွားပြောတယ်အဲ့သူပြောတာဒီလူကတခိုးမှမဟုတ်တာတခိုးမဟုတ်လို့ရှိရင်တခိုးမဟုတ်တဲ့သူကိုတခိုးလို့သွားပြောတာမမှန်ဘူးဘာအကျိုးမှလည်းမရှိဘူးဟိုပြောခံရတဲ့လူကလည်းမကြိုက်ဘူးဒါနမူနာပြောပြတာအဲ့ဒါမျိုးလို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီလိုစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်ဒုတိယဟုတ်တော့ဟုတ်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားထောင်တဲ့လူကလည်းမကြိုက်ဘူးဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးဆိုတာလူတယောက်ဟာခိုးတယ်တော့ဟုတ်တယ်တခိုးကိုခိုးတယ်လို့တော့ပြောသည့်အတွက်ကြောင့်တခိုးကရှောင်မှလည်းမဟုတ်သူလည်းမကြိုက်ဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးမပြောနဲ့ဒါဒုတိယစကားကဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးနားထောင်တဲ့လူကမကြိုက်ဘူးအဲဒုတိယစကားမျိုးကိုလည်းမြတ်စွာဘုရားမပြောဘူးတဲ့နောက်တတိယမျိုးစပါတော့ဟုတ်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့နားထောင်တဲ့လူကမကြိုက်ဘူးဟုတ်မှန်တယ်အကျိုးရှိတယ်ပြောရင်အကျိုးရှိတယ်ပြောတဲ့စကားလည်းဟုတ်တယ်ဒါပေမဲ့ပြောခံရတဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကြတော့မြတ်စွာဘုရားကပြောတဲ့အချိန်မှာပြောတယ်အဲ့ဒါဘယ်လိုပြောဆိုတတ္တရကာလိညုတထတော့ဟောဒီတတဝါစာယဝိယကရဏအဲ့ဒီစကားမျိုးပြောဖို့အချိန်တော်ပြီဆိုရင်ပြောတယ်အချိန်မတော်ရင်မပြောဘူးဒါသူကတော့ကုန်တော့တဲ့ဟာပါပဲနော်မှန်ရမယ်အကျိုးရှိရမယ်ဒါအဓိကမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်နားထောင်တဲ့လူကတော့မကြိုက်ဘူးအဲ့ဒီစကားမျိုးကိုပြောတဲ့ရင်ပြောတယ်ဒီဝိထက်ကိုပြောလိုက်တာအဲ့ဒီစကားမျိုးပဲဒီဝိထက်ကိုမြတ်စွာဘုရားတတိပေးတဲ့အနေနဲ့ပြောလိုက်တာမင်းတော့သွားပြီနေရကြတော့မှဘယ်ရောက်တော့မှမင်းပြင်လို့မရတော့မင်းတော့ခုစားလို့မရတော့ပြုပြင်ပေးလို့မရတော့ဘူးအပါယိကောဒေဝတ္တတော်ဒီဝိထက်ကတော်ထိတ်လန့်သွားမှာအဲ့စကားမကြိုက်ဘူးလေဒီဝိထက်ဘုရားပြောတဲ့စကားဆိုတာလွဲခဲ့တယ်လေမလွဲဘူးလေဘုရားပြောတာလို့ရှိမလွဲဘူးအဲ့တော့ तू ငရဲကြတော့မှဆိုတာ तू ကဘယ်ကြိုက်